ဟာတောင်ပန်းများတဲ့စီဝင်ကနောက်ဆုတ်တမ်းမဲ့ဥတီယာမျောလင်းခြင်းနဲ့ခီးစနေတာတရားနဲ့မြဝေကဘူညီချင်းများကသက်သေးပါခိုင်မာသောစိတ်ဓာတ်တွေမှာယုံကြည်ခြင်းနဲ့ခီးစနေတာစိတ်ဓာတ်တွေဟာတောင်ပန်းများတဲ့စီဝင်နာနောက်ဆုံးတမ်းမဲ့ဥတီယာမျောလင်းခြင်းနဲ့ခီးစနေတာတရားနဲ့မြဝေက